နန်ထင်ရွာမတစီရဲ့အပိုင်းသုံးမှာတော့သူတို့ရဲ့နောက်ကျောင်းတွေကိုပြောပြထားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း360တုန်းကဘရင်ဧကရစ်ကလူဝက်အမိန့်စာထုတ်ပြန်ပြီးကွာအားကြားမျိုးတွေကိုချက်ချင်းပဲနန်းရွယ်မျိုးတော်ကိုတွားခိုင်းခဲ့ပါတယ်။သူတို့ကိုစေလွတ်လိုက်တဲ့တာဝန်ကကောင်းကင်လျှို့ဝှက်ချက်နဲ့သက်ဆိုင်နေခဲ့ပါတယ်။စေလွတ်ခံလိုက်ရတဲ့စစ်သူကြီးကအကျွေးမဲ့အာဏာကိုကင်ဆွဲပြီးအဲ့ဒီဒေသရဲ့မုံမြေစွမ်းအားတွေကိုထိန်းချုပ်ထားခဲ့ပါတယ်။တမိုင်းမှာတော့ဒီစစ်သူကြီးကိုကျန်းနံဘရင်ဒါမှမဟုတ်တောင်ပိုင်းကိုအုပ်စိုးတဲ့ဘရင်လို့ခေါ်ဆိုကြပါတယ်။အဲ့လိုနဲ့ကောင်းရင်ကကျန်းနံမင်းသားကိုမြင်တော့သူ့ရဲ့အိမ်မက်ထဲကလူဖြစ်နေတာကြောင့်အံ့ဩနေခဲ့ပါတယ်။ကောက်ရိုးဝစ်စုံနဲ့လူကလည်းကောင်းရင်ကိုမတော်တဆထိခိုက်အောင်လုပ်မိကြောင်းကျန်းနံမင်းသားကိုတောင်းပန်နေခဲ့ပါတယ်။ကျန်းနံမင်းသားကလည်းကောက်ရိုးလူကိုထွက်သွားခိုင်းခဲ့ပေမဲ့ကောက်ရိုးလူကသူ့ကိုအသက်ဆက်ရှင်စေမဲ့အရာကမျက်စိရှိမှရှိနေတာကြောင့်ပြန်တိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကျန်းနံမင်းသားကတော့ကောက်ရိုးလူရဲ့ခေါင်းကိုဆွဲဖြဲပြီးတက်ပစ်ခဲ့ပါတယ်ခဏကြာတော့ကောက်ရိုးလူရဲ့ခေါင်းကအန်တုံဖေးရဲ့ခန္ဓာကိုယ်နဲ့ချိတ်ဆက်ပြီးပြန်အသက်ရှင်လာခဲ့ပါတယ်ဒဏ္ဍာရီပုံမြင်တွေထဲမှာကျန်းနံမင်းသားကမိုးနဲ့မြေကိုချိတ်ဆက်ပြီးနိုင်တဲ့လူတစ်ယောက်လို့ခေါ်ဆိုကြတယ်နက်တစီအတက်ကိုလည်းကျွမ်းကျင်ပြီးမိုးနဲ့လေကိုဆင့်ခေါ်နိုင်တဲ့နက်ဆိုးတွေကိုမောင်းထုတ်နိုင်ပြီးမကောင်းဆိုးဝါးတွေကိုတုတ်တင်နိုင်တယ်ဒါပေမဲ့အခုချိန်မှာကျန်းနံမင်းသားကဒီအစွမ်းတွေကိုသုံးဖို့ခက်ခဲနေခဲ့ပါတယ်အကြောင်းရင်းကတော့အရင်ညကတရေပွဲတော်မှာဆွမ်းရများကြီးကိုဆုံးရှုံးခဲ့တာကြောင့်ပဲဖြစ်တယ်။အဲ့လိုနဲ့ခေါင်းပြက်ကကောင်းရင်ကိုလာတိုက်ခိုက်ခဲ့တဲ့အချိန်တိုင်းကျန်းနံမင်းသားကကာကွယ်ပေးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျန်းနံမင်းသားကခေါင်းပြက်ကိုဖမ်းမိသွားခဲ့ပြီးတက်ဖို့လုပ်ခဲ့ပါတယ်။ခေါင်းပြက်ကလည်းကျန်းနံမင်းသားကိုပြန်တောင်းပန်ပြီးသူ့ရဲ့အတိတ်အကြောင်းတွေကိုပြောပြခဲ့ပါတယ်။အခေါင်းထဲမှာလူတစ်ယောက်ကမကြခင်တည်ဆုံးပါတော့မယ်ဒီတော့အမေဖြစ်သူကလူတစ်ယောက်စီကိုအကူအညီသွားတောင်းခဲ့တယ်။အဲ့ဒီလူကလည်းတေတော့မဲ့လူကိုကဲတင်နိုင်တဲ့ထိုက်ဆွေးအပ်ကိုပြီးခဲ့ပါတယ်။အဲ့ဒီငွေအပ်နဲ့ဆေးထုတ်ကိုဖောက်ပြီးရင်ဘတ်ထဲကိုထိုးသွင်းရမှာပဲဖြစ်တယ်။အဲ့လိုနဲ့တပတ်လောက်ကြာပြီးနောက်ငွေအပ်ကိုဆွဲထုတ်လိုက်တာနဲ့အသက်ပြန်ရှင်လာမှာပဲဖြစ်တယ်။အဲ့နောက်အစီအစဉ်တိုင်းလုပ်ပြီးတဲ့နောက်အသက်ပြန်ရှင်လာခဲ့ပါတယ်။ဒါပေမဲ့ခြံဝင်းထဲမှာရှိနေတဲ့လူတွေအားလုံးကထူးဆန်းစွာနဲ့တေဆုံးနေခဲ့ကြတယ်။နှစ်တွေအကြာကြီးစိတ်ပြက်စွာနဲ့ရှောက်သွားနေရင်နောက်ထပ်လူတစ်ယောက်နဲ့ထပ်တွေ့ခဲ့ကြောင်းကျန်းနံမင်းသားကိုပြောပြခဲ့ပါတယ်။ကျန်းနံမင်းသားကလည်းဒီလောက်ထိလိုချင်နေတယ်ဆိုရင်ငါသွားယူပေးမယ်လို့ပြောပြီးခေါင်းပြက်ကိုမြေအောက်လွှာကိုခေါ်သွားခဲ့ပါတယ်။ခေါင်းပြက်ကလည်းသူလိုချင်တဲ့အရာကိုမြင်တော့ပြောသွားခဲ့ပြီးဒီစွမ်းအားတွေကိုစုပ်ယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီစွမ်းအားတွေကခေါင်းပြက်ရဲ့စွမ်းအားတွေကိုပြန်စုပ်ယူသွားခဲ့ပါတယ်။ဒီစွမ်းအားတွေကကောင်းရင်ကိုရွေးချယ်ထားပြီးပြီပဲဖြစ်တယ်။အဲ့လိုနဲ့တေဆုံးသွားပြီလို့ထင်နေတာကြောင့်ခေါင်းပြက်ကိုပြန်ယူလာပြီးလွင့်ပစ်လိုက်ပါတယ်။ခဏကြာတော့ထိပ်ပြောင်ကကျန်းနံမင်းသားစီရောက်လာပြီးသူက14မြောက်မျိုးဆက်ဖြစ်ကြောင်းမိတ်ဆက်ခဲ့ပါတယ်ဒီလိုလေဖုံးနေတဲ့အချိန်အားခွာကရောက်လာခဲ့တယ်အမှန်တော့အားခွာကတီးချင်းရောက်ဆောင်နေခဲ့တာပဲဖြစ်တယ်အဲ့နောက်ငမဲကောင်ကပါရောက်လာခဲ့ပြန်တယ်ဒီလိုနဲ့စကားပြောနေရင်ရုတ်တရက်ခေါင်းပြက်ကပြန်ရောက်လာပြီးကောင်းရင်ရဲ့လေပင်ကိုအချွန်းနဲ့ထိုးဆိုင်ပစ်ခဲ့ပါတယ်ဒီတော့ကျန်းနံမင်းသားလည်းသူ့ရဲ့အစွမ်းတွေနဲ့ထက်တက်ခဲ့ပြန်တယ်ကောင်းရင်ကလည်းဒဏ်ရာကြောင့်တဖြည်းဖြည်းသတိလစ်သွားခဲ့ပါတယ်အဲ့ချိန်ခေါင်းပြက်ကမတီးတဲ့အပြင်လူတစ်ယောက်စီကိုဖုံးဆက်ခဲ့ပါတယ်ခေါင်းပြက်ကဒဏ်ရာပြင်းထန်ရသွားတာကြောင့်သူ့ကိုကဲခိုင်းခဲ့ပါတယ်စံဖြူကလည်းမင်းကထိုက်ဆွေအနောက်တစ်ချောင်းကိုထိုးဖို့မတန်ဘူးလို့ပြောပြီးဖုံးချသွားခဲ့တယ်ခဏကြာတော့ခေါင်းပြက်ကပျောက်ကွယ်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းစံဖြူကသူကအခုထိုက်ဆွေနဲ့ပေါင်းဆက်ဖို့အချိန်လိုနေသေးတယ်လို့ပြောနေရင်အပိုင်း3ကပြီးဆုံးသွားခဲ့ပါတယ်နောက်တစ်ပိုင်းမှာတော့ကောင်းရင်ကအသက်ရှင်နေခဲ့ပါတယ်။ဒါအပြင်ကျန်းနံမင်းသားကကောင်းရင်ကဘယ်တော့မှတည်တော့မှမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ခဏကြာတော့ထိုက်ဆွေလို့ခေါ်တဲ့အရာကြီးကရောက်လာရင်အားလုံးပဲနောက်တစ်ပိုင်းမှာပြန်တွေ့ကြပါမယ်။